အားလုံးပဲမင်္ဂလာပါရှင် Solidarity Yoga အနေနဲ့ကြိုဆိုပါရစေဒီနေ့ကျမတို့စပြီးတော့မလေးကျင့်ခင်မှာဖြာပေါ်မှာ Chine pose လေးနဲ့ရှုသွင်းရှုထုတ်လေးလုပ်ပြီးတော့စိတ်နဲ့ခန္ဓာလေးနဲ့ငြိမ်သွားအောင်ခဏလေးနေမှာဖြစ်ပါတယ်ဒီပြင်တော့ position ၄ဘက်6အနေထားလေးကိုဝင်ပြီးမှဖြစ်ပါတယ်ဒီမှာလက်ပွားလေးတွေကပခုံးရဲ့အကျေတိုင်းဒူးလေးကတင်မရဲ့အကျေတိုင်းထားမယ်ကျမတို့ခြေပြားလေးကလည်းဒူးလေးရဲ့အကျေတိုင်းလေးထားပါမယ်အဲ့ဒီကနေမှရှုသွင်းတဲ့အခါမှာဦးခေါင်းမော့ခါးလေးကော့မယ်ရင်ဘတ်လေးအရှိကိုတွန်းရပါမယ်ရှုထုတ်ရင်မီးပြရင်ဘတ်လေးကပ်မယ်ကြောကိုဆွဲခုံးမယ်ဝမ်ဘိုက်ကိုအတွင်းနဲ့ကိုဆွဲရှက်ရပါမယ်နော်ဒီမှာရှုသွင်းရှုထုတ်လေးနဲ့10ချိန်ကနေ15ချိန်မိမိအဆင်ပြေသလောက်လေ့ကျင့်ပေးလို့ရပါတယ်ရှင် cat and ကောင်းလေးကိုနိုင်သလောက်လေးလေ့ကျင့်ပြီးသွားပြီဆိုရင်တော့ downward facing dog လေးဝင်မှာဖြစ်ပါတယ် downward facing dog လေးဝင်ဖို့အတွက်ခြေပြားလေးထိဒူးလေးမြှောက်မယ်အဲ့ဒီမှာတဖြည်းဖြည်းနဲ့မှကြောလေးကိုဖိချပြီးတော့ဒူးလေးကိုဆန့်မှာဖြစ်ပါတယ်တကယ်လို့ကိုကဒူးမဆန့်နိုင်ရင်ဒူးလေးကိုနဲ့ငယ်ကွေးထားလို့ရပါတယ်ဒီမှာတတောင်တတလေးဖြစ်သွားဖို့အတွက် walk dog လေးသွားပေးမှာဖြစ်ပါတယ်ဖိချလိုက်တဲ့ခြေထောက်ကပေါင်အနောက်တွေအားလုံးကိုဆွဲဆန့်ပေးမှာဖြစ်ပါတယ်ဒီနေထားလေးနဲ့လည်းရှုသွင်းရှုထုတ်10ချိန်ကနေ15ချိန်သွားပြီးမယ်ပေါင်နောက်လေးတွေလျှော့လာပြီဆိုရင်တော့ခန္ဓာကိုယ် weight တွေအားလုံးကိုလက်ရဲ့ရှေ့ကိုသွား high plank လေးဝင်မယ် high plank ကနေမှဒူးလေးချရင်ဘတ်လေးချပြီးတော့ခန္ဓာကိုယ်လေးအရှေ့ကိုဆွဲဆန့်လိုက်ပါမယ် upward facing dog ဟုတ်ပြီမနိုင်တဲ့သူကတော့1 byte လေးတစ်ခါတည်းချပြီးတော့ upward facing dog ကိုဝင်လို့ရပါတယ်ဟုတ်ပြီဒီမှာတော့မှကိုယ့်အတွက်ခက်ခဲတယ်ဆိုတဲ့သူကတော့ကြံပြင်မှာထောင်လေးချလိုက်မယ်ထောင်လေးတွေက90 degree ဖြစ်နေရပါမယ်နော်လက်ဖွားလေးတွေမိအောင်ထောက်ပြီးတော့ကျမတို့ရှုသွင်းတဲ့အခါဦးခေါင်းလေးမော့ပြီးတော့ရင်ဘတ်ရှည်ချမ်းလေးကိုတွန်းမယ်ကိုယ့်ရဲ့ကြောပြင်ဘယ်နေရာလေးတွေဆွဲဆက်နေလဲဆိုတာကိုခံစားပေးပါမယ်ရှုသွင်းရှုထုတ်လေးနဲ့ခဏလေးထိန်းထားပြီးမှဖြစ်ပါတယ်ရှင်လက်ဖွားလေးတွေမိအောင်ထောက်တထောင်ဆက်လေးဆွဲဆန့်မယ်ဦးခေါင်းလေးအပေါ်ကိုမော့မယ်ကိုယ့်ကြောရဲ့ဘယ်နေရာလေးတွေဆွဲဆက်နေလဲဆိုတာကိုထပ်ပြီးတော့ခံစားပါမယ်နော်ဒီနေ့ဟာလေးနဲ့လည်းရှုသွင်းရှုထုတ်3ချိန်လောက်နေပြီးမှဖြစ်ပါတယ်ရှင်ဖြည်းဖြည်းချင်းရင်ဘတ်လေးပြန်ချမယ်လက်ကလေးတွေရင်ဘတ်နားလေးမှာထားရှုမယ်ဦးခေါင်းမော့ခါးလေးကောကိုရတလောက်လေးထပ်ပြီးတော့ဆွဲဆန့်ကြည့်ပါမယ်နော်ခါကြောလေးတွေဆွဲဆက်နေတာကိုခံစားပြီးမယ်ရှင်ဘက်လေးဖြည်းဖြည်းချင်းချင်းပြန်မှပြန်ချပါမယ်အဲ့ဒီကနေမှညာလက်လေးဘေးကိုဆန့်မယ်ဘယ်လက်လေးကကွေးထားပြီးတော့ဘယ်ဘက်ရင်ဘတ်ဘေးလေးမှာထားမယ်ဘယ်ခြေပွားလေးထောင်လာခင်မယ်အဲ့ဒီခြေပွားလေးကိုညာဘက်တင်မအနောက်ကျမ်းပြင်လေးမှာချလိုက်မယ်ခန္ဓာကိုယ်တွင်ရှင်ဘက်ရှိမှထောက်ထားတဲ့လက်ကလေးကနိုင်နေဆိုရင်အပေါ်ကိုမြှောက်လိုက်မယ်ဒီမှာကြောပြင်ရှင်ဘက်လက်မောင်း joint ပေါင် joint နေဆွဲဆက်နေတာကိုခံစားပေးပါမယ်ဒီနေ့ထားလေးမှာရှုသွင်းရှုထုတ်ပုံမှန်လေးလုပ်ပြီးတော့မိမိအဆင်ပြေသလောက်စက္ကန့်30ကနေ1မိနစ်ထိနေပြီးလို့ရပါတယ်ရှင်နောက်တစ်ဖက်ကိုလည်းအခုအတိုင်းလေးပဲထပ်ပြီးတော့လေ့ကျင့်မှာဖြစ်ပါတယ်တစ်ချမ်းမှာစက္ကန့်30သွားထားတယ်ဆိုရင်လည်းနောက်တစ်ချမ်းမှာလည်းစက္ကန့်30ညီတူမျှတူသွားဖို့လိုအပ်ပါတယ်ရှင်ကြောပြင်လက်မောင်း joint လေးတွေအားလုံးဆွဲဆက်နေတာကိုခံစားပြီးရှုသွင်းရှုထုတ်မှတတိလေးကပ်ပေးပါအသက်မအောင်ထားပါနဲ့နှာခမ်းကိုအတင်းကြီးမပိတ်ထားပါနဲ့ကျမတို့ရဲ့ခန္ဓာကိုယ်ကတခုခုအားထုတ်နေတဲ့အချိန်မှာအသက်ကိုအောင်ထားမိတတ်ကြပါတယ်နော်ဒါလေးကိုလည်းတတိကပ်ပေးရပါမယ်နောက်ခြေပြားလေးတေချာထိလက်လေးရင်ဘတ်နားမှာထားပြီးတော့လက်ထောက်အားကိုအသုံးပြုပြီးတော့ဖြည်းဖြည်းချင်းထလာမယ်ခြေဖနှောက်မှာသွားထိုင်မှာဖြစ်ပါတယ်နော်
ဒူးပေါ်မှာလက်လေးတတောင်းတတာတင်ထားမယ်ရှုသွင်းရှုထုတ်လေးနဲ့ဥကောင်းလေးဆန့်ခါးလေးဆန့်ပြီးထိုင်နိုင်မယ်ဒီနေ့ထားအနေမှာလေပင်လေးကိုဝိုင်းမှာဖြစ်ပါတယ်ဥကောင်းလေးကိုဘယ်3ချိန်ညာ3ချိန်ဝိုင်းမှာဖြစ်ပါတယ်မိမိရဲ့အသက်ရှုနှုန်းလေးနဲ့သွားပါမယ်ရှုသွင်းရှုထုတ်လေးမှာတတိကပ်ပေးပါမယ်နော်ရှုသွင်းရှုထုတ်လုပ်ဖို့မမေ့ပါနဲ့လှုပ်ရှားမှုတိုင်းမှာတတိကပ်ပြီးတော့အသက်ကိုပုံမှန်လေးရှုသွင်းရှုထုတ်လုပ်ပေးရပါမယ်ဥကောင်းလေးတွေဝိုင်းလုပ်ပြီးသွားပြီဆိုလက်လေးရှေ့ကိုဆန့်လက်မဝက်လက်သီးစုပ်လက်ကဝက်လေးကိုဝိုင်းပေးပါမယ်ဒီမှာလဲလက်ကဝက်လေးကိုတစ်ဖက်ကို10ချိန်ဝိုင်းပေးမယ်10ချိန်ပြည့်သွားပြီဆိုရင်နောက်တစ်ဖက်ကိုလည်းပြောင်းပြန်10ချိန်ပြန်ဝိုင်းပါမယ်လက်ကဝက်လေးတွေဝိုင်းလုပ်ပြီးသွားရင်တော့ဖျာပေါ်မှာတတောင်တတာနေထားလေးနဲ့ထိုင်လိုက်မှာဖြစ်ပါတယ်ရှင်ခါဘေးမှာရှိတဲ့တင်းအားလေးတွေကိုလျှော့ဖို့အတွက်ဘယ်လက်လေးကိုဘေးမှာချရှုသွင်းလိုက်တဲ့လေးနဲ့တူညာလက်လေးအပေါ်မြောက်လက်မောင်းနှစ်ရွက်လေးကပ်ပြီးတော့ဘယ်ဘက်ချမ်းကိုစောင်းချပါမယ်ဒီမှာကိုကနိုင်နေဆိုရင်တော့တထောင်လေးကိုကြမ်းပြင်းနဲ့ကပ်လို့ရတယ်မနိုင်ဘူးဆိုရင်လည်းလက်လေးကိုဆန်ထားလို့ရပါတယ်ကိုကလက်တထောင်ကိုအရန်ဖိချလိုက်ပြီးတော့ဒူးကြီးကမြောက်လာတယ်ဆိုရင်လည်းဒီဟာကလုံနေမှားနေပါတယ်နော်ဒါဆိုလို့ရှိရင်တော့လက်လေးတွေကိုဖြည်းဖြည်းချင်းလေးပြန်ဆမ်းမယ်ဒူးလေးကိုပြန်ဖိချလိုက်တော့မှကိုရဲ့မြောက်ထားတဲ့ညာဘက်လက်ရဲ့ခါးပြီးဒီကဆွဲဆန့်ပြီးတော့ဘဲဘက်ခါးဘေးတွေမှာဆွဲညစ်နေတာကိုခံစားရမှာဖြစ်ပါတယ်ဒီအတိုင်းလေးကိုပဲနောက်တစ်ဖက်ကိုသွားမယ်ညာလက်လေးဘေးမှာချဘဲလက်လေးကိုရှုသွင်းပြီးအပေါ်ကိုမြောက်ညာဘက်လေးကိုဖြည်းဖြည်းချင်းလေးစောင်းချပါမယ်နော်ဒီနေထားလေးနဲ့ရှုသွင်းရှုထုတ်ကို3ချိန်ကနေ5ချိန်နေပြီးပါမယ်ရှင်ဒီနေ့မှာကိုယ့်အတွက်ကိုအချိန်ပေးပြီးတော့လေ့ကျင့်ဖြစ်သွားတဲ့အတွက်မိမိကိုယ်ကိုကျေးဇူးတင်ပေးပါအသက်ရှူလိုက်တိုင်းခန္ဓာကိုယ်ဆွဲဆန့်လိုက်တိုင်းလှုပ်ရှားမှုတစ်ခုချင်းစီတိုင်းကမိမိကိုယ်ကိုဂရုစိုက်ပေးခြင်းဖြစ်ပါတယ်ရဲ့တိုင်းလှုပ်ရှားမှုတိုင်းမှာပါဝင်ပေးနေတဲ့ဒီခန္ဓာကိုယ်ကြီးကိုကျေးဇူးတင်ပါဒီနေ့မိမိအတွက်ဖန်တီးပေးနိုင်ခဲ့တဲ့ငြိမ်းချမ်းတဲ့ယခုအချိန်လေးကိုတန်ဖိုးထားပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင် Namaste နောက်နေ့မှပြန်တွေ့ပါမယ်